လောကမှာယုံမာတဲ့ပုဂ္ဂိုလ်တွေဟာပြောလိုက်လို့ရှိရင်သူများမကောင်းကြောင်းကြီးပဲတဲ့သူများမကောင်းကြောင်းကိုမမေးဘဲနဲ့ပြောတယ်တဲ့မေးလာရင်တော့အဲ့ဒါအကျေတဝမဆုံးနိုင်တော့ဘူးပြောနေတော့တာတဲ့နော်နောက်ပြီးတော့သူများကောင်းကြောင်းကိုမပြောနိုင်ဘူးတဲ့မေးလာပြီဆိုတော့မှမပြောခြင်းနဲ့ပြောတာတဲ့နော်နောက်ပြီးတော့ကိုကောင်းကြောင်းကိုအလွန်ပြောတယ်တဲ့မမေးဘဲနဲ့ပြောတယ်မေးလာရင်တော့မဆုံးတော့ဘူးပြောနေတော့တာနော်ပြီးတော့ဗာလေကိုမကောင်းကြောင်းကိုဘယ်တော့မှမပြောဘူးမေးရင်တောင်မှမလွဲတာမရှောင်တာနည်းနည်းပဲပြောတယ်တဲ့အဲ့ဒီအင်္ဂါရက်၄ပါးနဲ့ညီရင်အဲ့ဒီနှုတ်ပိုင်ရှင်ကိုဒါလူရုပ်လို့သိလေတဲ့သုံးလုံးထားတာကတော့နည်းနည်းယဉ်သီးတယ်လို့ရှိတယ်နော်ဒါပေမဲ့မလွန်ဘူးလို့ဦးဇင်းထင်တယ်ဘာဖြစ်လို့လဲဆိုတော့သူများမကောင်းကြောင်းပြောနေတဲ့အချိန်မှာစိတ်ထဲမှာကောင်းမြတ်တဲ့သဘောဖြစ်ကုန်မဖြစ်ဘူးကိုမကောင်းကြောင်းပြောတဲ့လူကောင်းတယ်မကောင်းဘူးဆိုတာမသေးကြပါပဲလို့မကောင်းကြောင်းပြောနေတဲ့လူမကောင်းဘူးဆိုတာတော့သိကြတယ်လက်ခံရလားဦးဇင်းပြောတာကိုအဲ့ဒါလိုပဲကိုကောင်းကြောင်းပြောနေတဲ့အချိန်မှာလဲကိုယ့်ရဲ့စိတ်ထဲမှာကောင်းမြတ်တဲ့သဘောဖြစ်ကုန်မဖြစ်ဘူးဟုတ်ရဲ့လားကိုအမွှန်းတင်ပြီးတော့အတုတ်ကံတနာလို့သုံးတာပေါ့သူများကိုနှိမ်ချပြီးတော့အဲ့ဒီစိတ်ဓာတ်မျိုးတွေဖြစ်နေတာကိုကောင်းတဲ့စိတ်ဓာတ်လို့ခေါ်နိုင်မလားအေးမကောင်းတဲ့စိတ်ဖြစ်နေရင်ဒါမကောင်းတဲ့လူပေါ့လူမှာယုတ်ကအဓိကလားစိတ်ကအဓိကလားစိတ်မြတ်ရင်လူမြတ်လို့ပြောရတာပဲစိတ်ကောင်းရင်လူကောင်းလို့ပြောရတာပဲစိတ်ယုတ်ရင်လူယုတ်လို့ပြောရတာပဲဒီယုတ်ပိုင်းဆိုင်ရာကြီးကတော့သိပ်ထူးတယ်လို့မရှိပါဘူးဒကာဓမ္မတို့လက်မောင်းကိုဖောက်လိုက်ရင်သွေးထွက်လာတယ်လူယုတ်မှာတယောက်ရဲ့လက်မောင်းကိုဖောက်လိုက်ရင်လည်းသွေးထွက်လာတာပဲမဟုတ်လားဘာကထူးနေတာလဲစိတ်ကထူးနေတာဟုတ်ရဲ့လားဒါကြောင့်မကောင်းတာတွေပြောနေပြီကိုကောင်းကြောင်းတွေပြောနေပြီသူများမကောင်းကြောင်းတွေပြောနေပြီဆိုရင်အဲ့ဒီအချိန်မှာကိုယ့်ရဲ့စိတ်တွေကောင်းတဲ့စိတ်လို့ပြောမလားမကောင်းတဲ့စိတ်လို့ပြောမလားမကောင်းတဲ့စိတ်ပါဒါကိုယ်တိုင်ခံစားလို့ရပါတယ်သူများမကောင်းကြောင်းပြောနေတဲ့အချိန်မှာစိတ်ထဲမှာမချမ်းသာပါဘူးဒါဥစဉ်တို့လည်းပုထုသင်တဘာဝပြောဘူးပါတယ်ပြောလို့ပြောနေတာပါပဲမတက်နိုင်လို့ကိုယ်စိတ်ကိုမနိုင်သေးလို့ပြောနေရပေမဲ့လို့သူများမကောင်းကြောင်းကိုပြောနေတဲ့အချိန်မှာစိတ်ထဲမှာအရသာရှိလာတယ်လို့မရှိပါဘူးကိုကောင်းကြောင်းကိုပြောနေရရင်လည်းစိတ်ထဲမှာအရသာရှိတယ်ချမ်းသာတယ်လို့မရှိပါဘူးဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကသူများမကောင်းကြောင်းမမေးဘဲနဲ့ပြောတယ်သူများကောင်းကြောင်းကိုမပြောနိုင်ဘူးကိုကောင်းကြောင်းကိုအတင်းပြောတယ်ကိုမကောင်းကြောင်းကိုမပြောနိုင်ဘူးဆိုရင်အဲ့ဒါလူယုံမှလို့မှတ်လေတဲ့ဟုတ်ရဲ့လားအေးသူတော်ကောင်းဆိုတာအဲ့လိုမဟုတ်စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူဆိုတာအဲ့လိုမဟုတ်သူများမကောင်းကြောင်းကိုမမေးရင်ဘယ်တော့မှမပြောဘူးမေးလာပြီဆိုတော့မှအာဒါမျိုးတွေကဖြစ်တတ်ပါတယ်ဆိုပြီးတော့ညံ့ညတာတာရှော့ရှော့ပေါ့ပေါ့ပြောတယ်ဒါသူတော်ကောင်းတို့ရဲ့စိတ်ဓာတ်နော်သူ